she don't လား she doesn't လားဟုတ်ပါပြီဒီဥစ္စာတွေကတော့ဇဝေဇဝါဖြစ်ကြတာများမယ်လို့ထင်ပါတယ်အကယ်ဇဝေဇဝါမဖြစ်ရင်တော့မှကိုကတေချာသိတယ်ဆိုရင်တော့မှပဲအမြဲတမ်းမှားထွက်နေကြစကားလေးပဲဖြစ်တယ်ပေါ့နော်အမြဲတမ်းမှားကြီးပြောနေကြပဲဖြစ်ပါတယ်သူရဲ့အမှန်ကဆိုလို့ရှိရင်တော့ကျတို့ she doesn't ပဲဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျတို့ကဒီ verb 1လေးကို negative အငင်းပြောင်းခြင်းတဲ့အခါမှာဆိုလို့ရှိရင် do ရဲ့ does ကနှစ်ခုကိုအကူခေါ်ပေးရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျတို့ကဒီ subject ကိုကြည့်ပြီးတော့ subject က I will you they subject အများဆိုလို့ရှိရင်ကျတို့က do ကိုကူခေါ်ပြီးတော့သူ့ရဲ့နောက်မှာ not ပေါင်းပြီးတော့ don't ဆိုပြီးတော့သုံးပေးရတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ he she it subject တစ်ခုတည်းဆိုလို့ရှိရင်ကြတော့ does ကိုကူခေါ်ပြီးတော့နောက်မှာnot ပေါင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ doesn't လို့သုံးပေးရတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ che က she ဒီ subject အနေတစ်ခုတည်းဖြစ်တဲ့အကြောင်းမို့လို့ doesn't she ဒီ does နဲ့တွေ့ရဖြစ်တဲ့ doesn't ကိုသုံးပေးရပါတယ်အဲ့တော့ she doesn't လို့သုံးရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့အမှန်တရားကိုသိပေမဲ့လေမှားပြီးထွက်လို့ရှိရတော့ဒါတော့တဘာဝပဲပေါ့နော်ဒီလိုမျိုးမှားမထွက်ဖို့အတွက်ဆိုလို့ရှိရင် che က practice များများလေးလုပ်ပြီးလို့လိုတာပဲဖြစ်ပါတယ်ကိုနှုတ်ကအမြဲတမ်းရင်နေအောင်လို့ practice လေးများများလုပ်ပေးမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းမှာမမှားတော့ပါဘူးเนาะဟုတ်ပါပြီဒီ do တွေ test တွေကို question လုပ်တဲ့အခါမှာလည်းဒီလိုမျိုးလေးပဲသုံးပြပြီးတော့စာကြောင်းရဲ့အရှိဆုံးပို့ပေးရတာပဲဖြစ်တယ်ပေါ့နော်ကျတို့ဒီ negative အငင်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ subject ရဲ့အနောက်မှာ non နဲ့ပေါင်းထည့်ပြီးတော့သုံးပေးရတာဖြစ်ပြီးတော့ကျတို့ဒီ question လုပ်ရှင်နေဆိုလို့ရှိရင်တော့စာကြောင်းရဲ့အရှိဆုံး subject ရဲ့အရှိကိုပို့လိုက်ပြီးတော့ question လုပ်လို့ရတာပဲဖြစ်တယ်ပေါ့နော်အားလုံးနားလည်မယ်လို့ထင်ပါတယ်ဘယ်လိုလေးသုံးမိနေလဲဆိုတော့လည်းအောက်က comment box လေးမှာပြောသားလို့ရတယ်အားလုံးပဲတတာ